OK အဲ့တော့လူချင်းမင်းတို့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Windows 10ဆိုလို့ရှိရင်2025အောက်တိုဘာလမှာဒါ update တွေရက်ဆိုင်တော့မှာဖြစ်ပါတယ် supporting ရက်ဆိုင်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့Windows 10 supporting ရက်ဆိုင်တာနဲ့အတူဘာတွေဖြစ်လာမလဲဆိုရင် Windows 10မှာပါဝင်တဲ့ feature တွေဖြစ်တဲ့supporting တွေလည်းကျွန်တော်တို့ update တွေရက်ဆိုင်သွားမှာဖြစ်ပါတယ်အကျိုးဆက်အနေနဲ့antivirus ရဲ့ပိုင်းတွေပါupdate ရက်ဆိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ security ဘိုင်းအနေနဲ့ကျွန်တော်တို့အနည်းငယ် risk လေးတွေရှိလာပါတယ်ဒါတပ်ပါတီantivirus တွေကိုသုံးနေတဲ့ user တွေအတွက်ကတော့ပြဿနာသိမ်းမရှိပေမဲ့လို့ကျွန်တော်တို့ Windows antivirus ကိုပဲအကူအထားအသုံးပြုနေတဲ့ user တွေအတွက်ကြတော့ဒါပြဿနာလေးရှိပါတယ်အဲ့တော့ဒါပေမဲ့ပေါ့နော်ဒီ Windows Microsoft ဘက်ကနေပြီးတော့ကျွန်တော်တို့ကိုဘယ်အခွင့်အရေးလေးပေးလာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီWindows 10 ဆက်သုံးနေပြီးတော့ကိုက Emerald လောက်ထားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီကို Windows 10 ဆက်သုံးမယ်ဆိုတာကို Emerald လောက်ထားမယ်ဆိုလို့ရှိရင်သူတို့ဘက်ကနေပြီးတော့ဒီ security update တွေကိုရက်ဆိုင်ပြစ်မှာမဟုတ်ဘဲနဲ့ဆက်ပြီးတော့ security တွေပေးနေမှာဖြစ်ပါတယ်အဲ့တော့Emerald လေးကျွန်တော်တို့လောက်ထားဖို့လိုပါတယ်အဲ့တော့ Emerald လောက်ဖို့အတွက် keyboard ကနေပြီးတော့Windows လေးကိုနှိပ်ပါWindows လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ step menu ပွင့်လာမယ် step menu ထဲမှာကျွန်တော်မြားလေးပြထားတယ်setting ဆိုတဲ့နေရာလေးကိုသွားပါမယ်အဲ့တော့ကျွန်တော်ကတကယ်တော့ကွန်ပျူတာအဆင်မပြေတာကွန်ပျူတာအဆင်မပြေဆိုအဓိကကျွန်တော်ရဲ့ကွန်ပျူတာ microphone အဆင်မပြေဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီကနေပဲတက်ပုံလေးရိုက်ပြီးတော့တပုံချင်းလေးပြပေးထားပါတယ်အဲ့တော့ setting လေးကိုနှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးကိုရောက်လာမယ်အပေါ်နားလေးမှာရှိတဲ့ Windows update ဆိုတဲ့တွေကိုကျွန်တော်ဆက်သွားမယ်ပေါ့နော်Windows update ထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ဒီ Windows 10 support and in October 2025ဆိုတဲ့စာကြောင်းလေးနဲ့အတူအောက်မှာ enroll in extend security update to help keep your device secure စသဖြင့်ပေါ့နော်ကျွန်တော်အင်္ဂလိပ်စာတော့တိတ်မကောင်းပါဘူးအဲ့ဒီစာကြောင်းလေးတကယ်လို့တွေ့ရမယ်တွေ့ရတဲ့နေရာမှာကျွန်တော်အောက်မှာ enroll now ဆိုတာလေးရှိရပေါ့နော်အဲ့တော့ enroll now ဆိုတာလေးကကျွန်တော်တို့ခုနပြောသလိုပဲဒီ security update တွေကိုထပ်ပြီးတော့ရနေဖို့အတွက်စာရင်းသွင်းတာဖြစ်ပါတယ်အဲ့တော့စာရင်းမသွင်းဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ security update တွေမရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကွန်ပျူတာဘိုင်းရရန်နေပြီးတော့အဓိကကြောက်ရမယ်ပေါ့နော်အဲ့တော့ enroll now လေးကိုကျွန်တော်နှိပ်ပေးပါမယ် enroll now လေးကိုနှိပ်ပေးပြီးတော့ဒီ enroll in extended security ဆိုတဲ့ dialog box လေးထပ်ကြလာမယ်ပေါ့နော်အဲ့တော့ next ကိုဆက်နှိပ်ပေးပါကျွန်တော်အရန်လွယ်ပါတယ်ခက်ခဲမဟုတ်ပါဘူးအဲ့တော့ဒီမှာ enroll ဆိုတဲ့နေရာလေးကိုနှိပ်ပါပြီးရင်တော့ကျွန်တော်တို့ done ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒါရပါပြီWindows 10ရဲ့security update တွေကိုကျွန်တော်ဆက်ရဖို့အတွက် enroll လေးလုပ်ပြီးပါပြီဖြစ်ပါတယ်အားလုံးပဲသင်မြန်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျန်ကီကွန်မန့်ကဗျန်ကီကိုတာပါကျွန်တော် channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ခင်ဗျာ